အိမ်ဝင်း19ပွဲစလုံးအနိုင်ရခဲ့တဲ့ဘာစီလိုနာအသင်းကမနေ့ကရှင်မြန်ကစားခဲ့တဲ့လာလီဂါအိမ်ဝင်းပွဲစဉ်မှာဗတ်တဲ့အသင်းကိုအနိုင်ရခဲ့ကမှတ်တမ်းကောင်းတစ်ခုပိုင်ဆိုင်ခဲ့ကြောင်းသိရပါတယ်။ဘာစီလိုနာအသင်းကအိမ်ဝင်းပွဲစဉ်နောက်ဆုံးပွဲစဉ်မှာအနိုင်ရပြီးတဲ့နောက်ဒီယာသည်လာလီဂါအိမ်ဝင်း19ပွဲစလုံးမှာရာနှုန်းပြည့်အနိုင်ရရှိခဲ့ကြောင်းသိရပါတယ်။ဒါကြောင့်စပိန်လာလီဂါပြိုင်ပွဲဝင်အသင်း20နဲ့ရှင်ပြိုင်ခဲ့ရတဲ့ကာလအတွင်းအိမ်ဝင်း19ပွဲစလုံးအနိုင်ရရှိအောင်လို့စွမ်းဆောင်နိုင်ခဲ့တဲ့ပထမဆုံးစပိန်လာလီဂါကလပ်အသင်းဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်းသိရပါတယ်။စပိန်လာလီဂါမှာ1998ခုနှစ်မတိုင်ခင်ထိပြိုင်ပွဲဝင်အသင်းအရေအတွက်အပြောင်းလဲတွေအကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး1999-98ရာသီကနေလက်ရှိအချိန်ထိကတော့အသင်း20နဲ့သာကျင်းပခဲ့တာဖြစ်ပါတယ်။ဒါတွေမကသည်ပဲဘာစီလိုနာအသင်းကစပိန်လာလီဂါပြိုင်ပွဲဝင်အသင်း16သင်းသာပါဝင်ခဲ့တဲ့1959ခုနှစ်60ခုနှစ်ရာသီတုန်းကလည်းပဲလာလီဂါအိမ်ဝင်း15ပွဲစလုံးအနိုင်ရခဲ့ပြီးတော့အခုတော့အဲ့ဒီရာသီနောက်ပိုင်းပထမဆုံးချိန်စွမ်းဆောင်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ပြိုင်ပွဲဝင်အသင်း18အသင်းနဲ့ရှင်ပြိုင်ခဲ့တဲ့1985ခုနှစ်86ရာသီတုန်းကလည်းပဲမဟာပြိုင်မဲ့ရီယယ်အသင်းအိမ်ဝင်း18ပွဲစလုံးအနိုင်ရရှိခဲ့ပြီးတဲ့နောက်ပိုင်းပထမဆုံးချိန်စွမ်းဆောင်နိုင်ခဲ့တဲ့အသင်းဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။ဒါ့အပြင်ဘာစီလိုနာအသင်းကကွင်းသစ်ဆောက်လုပ်နေမှုကြောင့်မလို့ဒီယာဒီမှာကွင်း3ကွင်းကိုအိမ်ဝင်းဖြစ်ပြောင်းလဲအသုံးပြုခဲ့ရပြီးတော့ထူးခြားတဲ့စံချိန်မှတ်တမ်းအသစ်ရယူနိုင်ခဲ့ကြောင်းသိရပါတယ်ခင်ဗျာ။